ငါတို့တွဲရအောင်ပါဆို ဘာလို့တွေးရမလဲမတွေးချင်ပါဘူးကွာယောက်ျားချင်း ငါပြောမယ်နော်ယောက်ျားချင်းကြီးဆိုတဲ့အတွေ့မျိုးမတွေးပဲနဲ့ငါ့ကိုချစ်ကြည်တယ်ပါအနည်းဆုံးတော့မိန်းမတွေလိုအားအားရရစိတ်မကောက်ပါဘူး ဟမ်မင်းအရာဘလို့ကြီးတော့ ငါပြောလို့မပြီးသေးဘူးနော်ငါတို့တွဲလိုက်ရင်အင်ကြီးတစ်ထည်ကို2ယောက်မျှဝေလဲရတယ်လက်စင်သုံးပစ္စည်းကိုလည်းမကုန်တော့မိတ်ကပ်ဘာညာစကင်ငယ်ပစ္စည်းကိုလည်းမကုန်တော့ဘူးကွာဟောတလားတဲ့ချင်းအကြောင်းပြမရှိအားအားနေစိတ်ဆိုစိတ်ကောက်ဒေါသထွက်တာလည်းမခံရတော့ဘလောက်ကောင်းလိုက်တယ်ဘောလုံးဝဲကြီးနေချင်းကီဒရာမှာကြီးနေတယ်ဆိုပြီးလူနေစရာလည်းမလိုအပြင်တစ်ခါထွက်ဖို့ရည်နာရီနဲ့ကြည့်ကြအောင်ထိုင်ဆောင်စရာလည်းမလိုဂိမ်းနဲ့တူတူဆော့လို့ရတယ်ကုန်းကုန်းပြောမယ်ကွာရေချိုးမယ်ဆိုရင်တော့2ယောက်တူတူဝင်ချိုးပြီးရေချွေတာလို့ရသည် တော်လိုက်တော့မင်းရဲ့ယောက်ျားကောင်းချောင်းတရားယူတော်လိုက်တော့လာရောင်မသိရင်လေမိန်းမယူတဲ့သူတွေကပဲငပိုးကြီးတွေကြားလို့ အဲ့ဒါသူတို့တွေကအလုံးရှုပ်တာနဲ့အပို့တွေကိုကြိုက်ကြတာကို ဒါဆိုမင်းကအလုံးရှုပ်တာမကြိုက်လို့ငါ့ကိုရေးစားစကားပြောရပေါ့လေ အလုံးရှုပ်တာမကြိုက်လို့မဟုတ်ပါဘူးနိုင်ရနိုင်အောင်ကြိုက်လို့ပါ မင်းယောက်ကတော်တော်ယုံကြည်ခြင်းစရာကောင်းနေရဆိုတော့ဟုတ်ပါ မယုံရင်ငါ့ကိုတစ်နှစ်လောက်စမ်းတွဲကြည့်လေလက်ကင်ယုံနန်းယုံခါဖိတ်ရွာဆိုရင်ကျန်တာမလုပ်ပါဘူးငါနင့်နာခံပါမယ် အမလီတော်တော်နစ်နာနေပါဦး အဲ့တော့ငါနင့်နာခံမှုတွေကိုထောက်ထားပြီးနိုင်ငါ့ကိုချစ်ပေးမလားယင် လိတ်မျိုးမင်းပဲမင်းရဲ့ ချစ်စရာကောင်းတဲ့လိပ်ပါကွာ တော်စမ်းပါကွာဝေးတော့ရုပ်ချင်းနဲ့ငါ့ကိုလာပြီးတကယ်ပြန်ပြမယ်နဲ့ နိုင်ချစ်ရင်နိုင်ကလေးလေးပဲလေ အာငါနဲ့တော်တော်ယူတဲ့ကောင်နဲ့လာတွေ့နေရပဲ နိုင်အောင်ချစ်လို့ယူသွားနေမယ် မင်းတားပုံပြောနေလားရောင် နိုင်မတောင်းဝင်မျိုးရင်ချစ်စိတ်တက်ပြီးတေးရလိမ့်မယ် ဒါဆိုငါဘယ်လိုတောင်းယူပေးရမလဲ ငါချစ်တွေကိုလက်ခံပြီးငါ့ကိုပြန်ချစ်ပေးလိုက်လေ နောက်ဆုံးတော့လေဒီဘူတာပဲလားကောင်းလေးငါမင်းကိုမြစ်ချက်တဲ့လောက်ချစ်တယ်လာရောင်ငါလည်းမင်းကိုချစ်ပါတယ် အာနိုင်ရချစ်တယ်တဲ့အရက်ကတို့ရေ